မင်္ဂလာဆောင်ဖို့ပြင်ဆင်နေတဲ့ပျော်ရွှင်စရာနေ့လေးတစ်နေ့ကနေသူမဘဝရဲ့အဆိုးရွားဆုံးငရဲကန်းတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီနေ့မှာသူမဆိုင်တစ်ဆိုင်မှာမင်္ဂလာဝတ်ဆောင်ဆန်းဝင်နေခဲ့တာပါ။အခန်းလိုက်ကာကိုဆိုင်ရှင်ရဲ့သားကလေးလေးကရုတ်တရက်ဆွဲဖွင့်လိုက်တဲ့အချိန်မှာသူမတကိုယ်လုံးလူတွေရှေ့မှာပေါ်သွားခဲ့ပါတယ်။လိုက်ကာကိုပြန်ဆွဲပိတ်ဖို့ကြိုးစားပေမဲ့အဲ့ဒီကလေးကအတင်းဆွဲထားပြီးလွှတ်မပေးခဲ့ပါဘူး။အားနဲ့ပြန်ဆွဲလိုက်တော့ကလေးကလဲကျသွားခဲ့ပြီးသူ့အမေကိုငိုပြီးတိုင်ပြောလိုက်ပါတယ်။အဲ့ဒီမှာတင်ပြဿနာကစတာပါပဲ။သူမကိုဆိုင်ရှင်ဖြစ်တဲ့သူ့အမေကရောက်လာပြီးသူ့သားကိုညှို့ယူဖို့ကြိုးစားတယ်ဆိုပြီးပြောင်းပြန်ဆွဆွဲတော့တာပါပဲ။ကလေးကလည်းသူမကိုအနိုင်ကျင့်နေဆိုပြီးလိန်ပြောခဲ့ပါတယ်။ဆိုင်ရှင်ကပိုဆိုးလာပြီးသူမဝတ်ထားတဲ့ဝတ်စုံကိုတော့အတင်းဆွဲဖျက်ပစ်ခဲ့ပါတယ်။ဘေးကလူတွေကကူညီဖို့နေတဖုံးတွေနဲ့ဗီဒီယိုရိုက်ပြီးဝိုင်းကြည့်နေခဲ့ကြပါတယ်။သူမအမျိုးသားရောက်လာပြီးသူမကိုကာကွယ်ပေးခဲ့ပေမဲ့စိတ်တန်ရာကြောင့်သူမသတိလစ်သွားခဲ့ပါတယ်။ဆေးရုံရောက်တော့လဲအဲ့ဒီဆိုင်ရှင်သားအမိကလိုက်လာပြီးသူမကိုဟန်ဆောင်နေတာလို့ဆွဆွဲတော့မှာပဲ။ပိုဆိုးတာကအဲ့ဒီဆိုင်ရှင်ကဗီဒီယိုကိုအမှန်တရားတွေလိမ်ညာပြီးဆိုရှယ်မီဒီယာပေါ်တင်လိုက်တာပါ။သူမကိုသူများလင်မယားကြားဝင်နှောက်ယှက်တဲ့အငယ်နှောင်းအဖြစ်ပုံဖြတ်လိုက်တယ်။ online ကလူတွေကသူမကိုဝိုင်းပြီးဆဲဆိုတိုက်ခိုက်ခဲ့ကြပါတယ်။အဆိုးဆုံးကတော့သူမရဲ့မိဘတွေပါပဲ။အမှန်တရားကိုနားမထောင်ပဲမိသားစုအဆက်ကိုခွဲတယ်ဆိုပြီးမင်္ဂလာဆောင်ကိုဖျက်ခိုင်းခဲ့ပါတယ်။ဘသူမှသူမဘက်မှာမရှိတော့ဘူးလို့ခံစားလိုက်ရတဲ့အချိန်မှာအဲ့ဒီမင်္ဂလာဝတ်စုံလေးကိုဝတ်ပြီးဆေးရုံခေါင်မှုပေါ်ကိုသူမတယောက်ထဲထွက်လာခဲ့ပါတယ်။သူမကိုလိုက်ရှာနေတဲ့အမျိုးသားကိုလည်းမျက်နှာချင်းဆိုင်ပြီးလမ်းခွဲဖို့ပြောခဲ့ရပါတယ်။ဆိုင်ရှင်သားအမိကတော့အဲ့ဒီချိန်ထိဒုက္ခလိုက်ပေးတဲ့အပြင်လူတွေခေါ်ပြီးဆေးရုံအောက်ကနေအပိုတွေလုံနေတယ်ဆိုပြီးလှောင်ပြောင်နေခဲ့ပါတယ်။